တနိုင်ငံလုံးမှာအမှန်အများဆုံးပုဂ္ဂိုလ်ကိုရွေးပြီးတော့ဒီအကမဟာကျော်ပွဲကိုပေးတာဖြစ်တယ်ပေါ့ဒီနေ့ကတော့ဒါဥစဉ်ရရှိတယ်ပေါ့လေဒီတနိုင်ငံလုံးကပေးတဲ့အကမဟာကျော်ပွဲကိုဥစဉ်ရရှိတယ်လို့ပဲမှတ်ယူရတယ်ပထမပေါ့တဲ့ပုံစံကိုမြင်လို့ရှိရင်တကယ်ချင်းနေရာတော့မေးကြတယ်ပေါ့ဥစဉ်ကိုပညာရေးဥစဉ်တလောက်ကြီးစားလို့နေမပြင်းဘူးလားဆိုတဲ့မေကုံမျိုးတွေပေါ့နော်ဒါပေမဲ့လည်းဟိုပြင်းတယ်လို့တော့တက်လို့မရဘူးကိုရည်ရွယ်ချက်ကဒီဟာလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါရဖို့ဆိုလို့ရှိရင်ဒီလောက်လုံးမရမယ်ဆိုတော့ကိုယ်ပမာဏကိုသိရတယ်ဟုတ်တယ်မနေ့ကကြာတာကိုပဲအကြကောင်းတယ်လို့ပြောတယ်ကြာရှုံးပေးရတဲ့ခြေလှမ်းမျိုးနိုင်ငံလုံးပထမရတယ်ဆိုတော့ဟုတ်ရလားကိုလည်းမယုံရနဲ့ပြရတယ်ခုနဲ့ထုတ်ကြည့်ရတဲ့ခါကျမှဟုတ်ပါလားဆိုအကြောင်းပေါ်နေစင်ပြေတာစင်ပြေအပေါ်မှာကျတော့တန်ခါလေးအိတ်နေတာဆိုတော့ဖုံးပြလို့မရဘူးလေဒီမန်လေးမှာရှိတဲ့တငယ်ချင်းတွေဆရာသမားတွေဒီလှမ်းပြောပါတော့သူတို့လည်းဝမ်းတောင်းလို့ဆိုပြီးအိတ်တွေကအိတ်မရတာ2ရက်လောက်ရှိတယ်ဝမ်းသာပြီးတော့ဖြစ်ရတာပေါ့ကိုလုံးခဲ့တဲ့အတိုင်းအတာတစ်ခုကိုဒီအောင်မြင်မှုရတယ်ဆိုတော့ကိုယ့်အတွက်လည်းကြည်ဝမ်းသာရတယ်လို့ကိုယ့်အတွက်ကိုယ့်တင်ပေးခဲ့တဲ့ဆရာသမားတွေကိုယ့်တက္ကမတွေအတွက်လည်းပို့ပြီးတော့ပီတိဖြစ်ရတာပေါ့သူတို့လည်းပျော်ကြတယ်ဆိုတော့လေဒါဥစဉ်လောကကျိုးလည်းနဲ့တယ်လို့ခံစားရတယ်ရေစကြိုသားတွေကစားတိုးတယ်ဗျအကမှာကြော်ရတယ်ဆိုတာကတော့ဒီအကမှာကြော်ဆိုတာကတော့ဒီအစိုးရဓမ္မစရိယကျင်းပပေးတဲ့ဓမ္မစရိယစာမေးပွဲမှာဒီပါရာဇိကံကျမ်းတိလက်ခံကျမ်းအထတာလီနီကျမ်းဆိုတဲ့၃ကျမ်းလုံးကိုကျမ်းပြီးတဲ့နှစ်အမှတ်ပေါင်းတဲ့အခါမှာအမှတ်အများဆုံးပုဂ္ဂိုလ်ကိုရွေးပြီးတော့ပြီးတဲ့ပွဲပေါ့နော်တနိုင်ငံလုံးမှာအမှတ်အများဆုံးပုဂ္ဂိုလ်ကိုရွေးပြီးတော့ဒီအကမှာကြော်ပွဲကိုပေးတာဖြစ်တယ်ပေါ့ဒီနေ့ကတော့နိုင်ငံလုံးမှာတိုးဆုံးပေါ့ဗျာဓမ္မစရိယ၃ကျမ်းအကမှာကြော်ပွဲကိုဥစဉ်ရရှိတယ်2026ခုနှစ်ပထမပေါ့တဲ့ကျိုးစားခဲ့ရတဲ့အချိန်တွေကတော့များပါတယ်ခင်ဗျဦးဇင်းတို့စာတင်သားတက်တန်းနဲ့နည်းနည်းကြာခဲ့ပြီလေဟိုဦးဇင်းကဒီဓမ္မစရိယမလုပ်ခင်လည်းပဲမန်လေးအတင်တက်ကြတရားစာမေးပွဲတွေပါတယ်ဖြစ်ခဲ့သေးတာ။ဒါပေမဲ့ဦးဇင်းကံမကောင်းစွာနဲ့ပဲအဲ့ဒီတက်ကြတရားတွေမပြီးခဲ့ဘူး။မပြီးလို့ဆိုပြီးဒီအစိုးရဓမ္မစရိယမှာလည်းပဲကိုအားမလျှော့ပဲနဲ့ကြိုးစားပြီးဒီစာလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီဘွဲရတယ်လို့ပဲဦးဇင်းတို့အဲ့လိုပဲခံယူရတာပေါ့။ဒီဘက်နိုင်ငံတော်ကလည်းပြီးတာ။ဝမ်းသာပြီးတော့ဖြစ်ရတာပေါ့။ကိုလုပ်ခဲ့တဲ့အတိုင်းအတာတစ်ခုကိုဒီအောင်မြင်မှုရတယ်ဆိုတော့ကိုယ့်အတွက်လည်းကြည့်ဝမ်းသာရတယ်လို့ကိုယ့်အတွက်ကိုယ်တင်ပေးခဲ့တဲ့ဆရာသမားတွေကိုယ်တက္ကမတွေအတွက်လည်းပို့ပြီးတော့ပီတိဖြစ်ရတာပေါ့သူတို့လည်းပျော်ကြတယ်ဆိုတော့လေဒါဥစဉ်လောကကျိုးလည်းနဲ့တယ်လို့ခံစားရတယ်ပေါ့တွေ့ပဲ line မှာအကုန်ဝမ်းသာနေတာဟုတ်တယ်ကိုကြောင့်အဲ့လိုမျိုးဝမ်းသာတယ်ဆိုတော့ပို့ပြောရတာပေါ့ဆရာသမားတွေကတော့အများကြီးတည်းကမှငယ်လေးတွေကနေပြီးဒီဓမ္မစီရတဲ့အကမကျော်ရာတီအထိပေါ့နော်အခြေခံစပြီးသင်ကြားပေးခဲ့တဲ့ဆရာသမားတွေအားလုံးကိုလည်းဒီအခုဒီနေ့ရခဲ့တဲ့အကမကျော်ဘွဲနဲ့ပဲပူဇော်ပါတယ်ပေါ့နော်ပူဇော်ကြော့ပါတယ်ပေါ့ဒီငယ်လေးတွေကနေပြီးအကမှာကြော်ပွဲရသည်အထိအခြေခံနဲ့စပြီးသင်ကြားပေးခဲ့တဲ့ဆရာသမားတွေပေါ်မှာလည်းဝိရိယဝိကမနောကံနေနဲ့ပြင်မှားမိတဲ့အဖြစ်တွေရှိရင်လည်းပဲခွင့်လို့ပေးပါလို့ဆရာသမားတွေကိုဒီနေရာနေတောင်းပန်ကြပါတယ်ပေါ့သူလည်းຢာကန်နှုံးတော့များတယ်ပြောမှာပေါ့ကျွန်တော်ဒီအောင်မြင်မှုတစ်ခုရဖို့ဆိုလို့ရှိရင်ကံဉာဏ်ဝိရိယပြည့်စုံမှလို့တော့ဆရာသမားတွေပြောတာကြားဘူးတယ်ပေါ့နော်အဲ့ဒါမှဦးဇင်ကံလည်းအတတ်နိုင်ဆုံးကောင်းအောင်လို့ကြိုးစားတယ်ညာတော့ဦးဇင်တို့ကတိတ်ကြီးအကောင်းတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကိုယ့်ရဲ့အားနည်းချက်ကိုဖြည့်ပြီးကြတော့ဝိရိယကိုပို့ပြီးတော့ဦးဇင်းတို့အားစိုက်ပြီးအားထုတ်ခဲ့တယ်ပေါ့နော်အဲ့လိုအားထုတ်ခဲ့လို့လည်းပဲဒီဘွဲရတယ်လို့ပဲအဲ့လိုပဲမှတ်ယူရတာပေါ့ဟိုဘာလို့လဲဝိရိယလည်းအရေးကြီးတယ်လို့ဟုတ်တယ်တခါဝိရိယတော့အဓိကကြတာပေါ့နော်သူများတွေနဲ့တော့ဦးဇင်းတို့ဓမ္မစရိယလုပ်ခဲ့ပို့ပြီးပေးဆက်တာပေါ့နော်ဒီဦးဇင်းမနဲ့တော့ဆိုလို့ရှိရင်စာလုံးတဲ့ပုံစံကိုမြင်လို့ရှိရင်တကယ်ချင်းနေရာတော့မေးကြတယ်ပေါ့ဟုတ်ဦးဇင်းကိုပညာရေးဦးဇင်းတတော်လည်းကြီးတယ်မှာလို့တန်းနဲ့ထားတဲ့တွေပေါ့နော်အပိုင်းပဲလေဟိုပြင်းတယ်လို့တော့တက်လို့မရဘူးကိုကကိုရွေချက်ကဒီဟာလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါရဖို့ဆိုလို့ရှိရင်ဒီလောက်လုံးမရမယ်ဆိုတော့ကိုယ်ပမာဏကိုသိရတယ်လေအားကြောင့်မလို့ဟိုဒီများတွေထက်ပို့ပြီးတော့လဲစာအုပ်ပို့ပြီးအချိန်ပြည့်လုပ်ဖြစ်တယ်ပေါ့လုပ်ဖြစ်လို့လည်းပဲဒီများတွေမရဖြစ်တဲ့ဒီဘွဲကိုရတယ်လို့ဒီလိုပဲခံယူရတယ်ပေါ့နော်ဟုတ်တယ်မနေ့ကကြာတာကိုပဲအကြာကောင်းတယ်လို့တွေ့ရမယ်တဲ့မနေ့ကတော့ဦးစင်းဖြေခဲ့တယ်ဦးစင်းကျန်တာပါရာဇိကံနဲ့အထတာလီနီကျန်နေရဆိုတော့မနေ့ကဖြေတာ2ကျမ်းဖြေတာ2ကျမ်းလုံးမအောင်ခဲ့ဘူးဒါပေမဲ့ဒီနေ့ကြာမှ2ကျမ်းလုံးပြီးပြီးတော့ဒီအကမဟာကျော်ပွဲဆိုတဲ့ပွဲကိုရခဲ့တာဖြစ်တယ်ပေါ့ဦးစင်းကြားတဲ့အချိန်ကညတနာရီခွဲလောက်ကြီးကစားထွက်တာလေဒီကစားထွက်ပြီးတဲ့ညချင်းအစားပြီးအိတ်မရတော့ဘူးပြောပြီးကြတော့အဲ့လိုကိုနဲ့နီးစပ်ရာတွေဖုန်းနဲ့လှမ်းဆက်ပြီးကြတော့ပြောတယ်ပေါ့နော်မန်လေးမှာရှိတဲ့တငယ်ချင်းတွေဆရာသမားတွေလှမ်းပြောပေါ့နော်သူတို့လည်းဝမ်းတောင်းလို့ဆိုပြီး
အိတ်တရားအိတ်မရတာ2ရက်လောက်ရှိတယ်ဦးစင်းအိတ်ပြောနေတဲ့အချိန်မှာတငယ်ချင်းကလာပြီးတော့ပြောတာဦးစင်းနဲ့ကသက်ထောက်တာပြီးတော့ဦးစင်းတနိုင်ငံလုံးပထမရတယ်ဆိုတော့ဟိုရလားပေါ့ကိုလည်းဟိုမယုံရဲ့နဲ့သူပြတဲ့ဖုန်းနဲ့ထုတ်ကြည့်လိုက်တဲ့ခါကျမှဟုတ်ပါလားဆိုကျောင်းဝင်စင်ပြေလုံးဝမလဲပါရာဇိကန်ရဲ့ဒီရက်ခံတဲ့တမန်တဲ့ဖုန်းပြောလို့မရဘူးလေဦးစင်းတို့ဆိုတာချောင်းလေးတောင်လောက်ခဲ့ရမပြီးသေးဘူးဒီပါဒီဖုန်းလမ်းဆက်ပြီးကြတယ်နိုင်ငံလုံးပထမဆိုအိမ်မဲ့တော်မနေကြီးဒီခုဦးစင်းအကမှကြော်ပွဲရတယ်ဆိုတာလေလို့နှစ်တိုင်ပေါ့နော်တယောက်တည်းကြိုးစားလို့တော့မရဘူးပေါ့နော်ဒီဆရာသမားတွေရဲ့ပံ့ပိုးမှုတွေဒကာဒကမတွေရဲ့ပံ့ပိုးမှုတွေတငယ်ချင်းတွေရဲ့ပံ့ပိုးမှုတွေအများကြီးကြောင့်မလို့ဒီပွဲတစ်ခုရရှိတယ်လို့ပဲဦးဇင်းတော့ခံယူတယ်ပေါ့နော်ကိုတယောက်တည်းတော်လို့ရလို့တော့ဦးဇင်းဘယ်တော့မှမသတ်မှတ်ပါဘူးဒါတွေကအကုန်လုံးဒီပံ့ပိုးမှုကောင်းလို့သာဦးဇင်းဒီနေရာရောက်ရှိတယ်လို့ပဲသတ်မှတ်တယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲဦးဇင်းပေါ်မှာကျေးဇူးရှိတဲ့ဆရာသမားတွေတငယ်ချင်းတွေဒကာဒကမတွေအားလုံးကိုလည်းကျေးဇူးတင်တဲ့အကြောင်းဒီနေရာနေပဲပြောကြလိုပါတယ်ဟောစာသင်သားတွေကတော့တချို့လည်းပဲကံတရားကြောင့်မို့လို့ဒီနေ့မအောင်နဲ့8ပါးမြောက်ဆရာတော်တွေလည်းရှိမှာပေါ့နော်အဲ့လိုရှိတဲ့အားတွေလည်းပဲအားမငယ်ပါနဲ့လို့တပည့်တော်လည်းပဲဒီစာမွေးပွဲတွေကအခါကအကျဉ်းချင်းကြားခဲ့ပြီးပါတယ်ကြားခဲ့ပြီးအဲ့ဒီကြားတဲ့ဒဏ်တွေကိုခံပြီးတော့ဒီလိုမျိုးအောင်မြင်မှုနေရာတစ်ခုကိုရောက်အောင်လှမ်းနိုင်ခဲ့တာပေါ့နော်ခုဒီနေ့ကြားတဲ့ကိုလိုတွေလည်းပဲနောက်နှစ်ဒီမှာအကမှာကြိုပွဲဒီမရနိုင်ဘူးလို့တွက်လို့မရဘူးပေါ့နော်ရအောင်ကြိုးစားပြီးကြတော့ရနိုင်ပါစေလို့ပဲဦးဇင်းနဲ့ဆုတောင်းပေးပါတယ်ပေါ့ပထမမြောက်ဦးဇင်းကတော့ဒီ10ပါးမြောက်ပေါ့နော်ဦးဇင်းရဲ့အရှိမှလည်းပဲ9ပါးရှိခဲ့တယ်ပေါ့ဖြစ်ကျွန်တော်ဦးဇင်းတို့ဒီပြီးခဲ့တဲ့2နှစ်ကလည်းဒီမစိုးရင်တိုက်တွေကပဲအကမှာကြိုပွဲ2ပါးတန်းထွက်တယ်ပေါ့နော်တပါးထွက်ပြီးဦးဇင်းကတတိယမြောက်ဆိုတော့3နှစ်ဇက်တိုက်အကမှာကျော်ထွက်ခဲ့တယ်ပေါ့ဒီတိုက်ကတိုက်ကုံဆောင်ဖြစ်သွားတာပေါ့ဟိုဘာပြောကိုစိတ်ထဲမှာတာဝန်ကျေလို့ခံဟုတ်တယ်အဲ့လိုခံစားရတာ APD ကတော့တခြားဘာနဲ့မှလဲလို့မရဘူးကိုကတာဝန်ကျေချင်တာပေါ့နော်စာသင်သားတယောက်ဆိုတာကဒီတိုက်မှာနေရင်ဒီတိုက်ရဲ့အကုန်ကိုဆောင်အောင်မယ်ဆိုတာရှိရလေဒါမှမဟုတ်ကိုတက်နဲ့တာဝန်ကျေတယ်လို့ခံစားတဲ့အတွက်ကြောင့်မလို့ပဲချင်းပြန်တွေ့ပြီး PD ဖြစ်ရတယ်ပေါ့